31ရက်နေ့တူကြိုပွဲအတွက်ထိန်နေစဆင်းပါအရင်က9နာရီဖူဆယ်ပွဲရှိသူများအတင်းချိန်ကန်တော့တော့ကန်31ရက်နေ့တူကြိုပွဲအတွက်ထိန်နေစဆင်းပါဒီနေ့ကတော့တယောက်တည်းဖြစ်နေတယ်တွေလုံးမအားကြတော့ဒီတော့ကွန်းပတ်ပြီးခဏနေတော့ဘောလုံးနဲ့ကွန်းနဲ့ဝင်တော့လာနာရီကနေ9နာရီဖူဆယ်ပွဲရှိသူများအတင်းချိန်ကန်တော့တော့ကန် training လဲရရင်လည်းပွဲလဲကန်ပြအောင်လို့နောက်ရက်ဒီမှာလဲတစ်လောက်တစ်ချိန်နဲ့ချိန်လောက်တခြားကန်ကျင်တဲ့သူရှင်ကန်လို့ရအောင်ချိန်ပွဲလေးစီစဉ်ပေးမယ်အခုကအသင်းတွေချိန်နေသေးလို့ဟောကိုယ်ဖွဲနဲ့ကိုယ်ပဲကန်နေဆိုရင်လူမလာတာနဲ့မအားတာနဲ့ဆင်မပြေလို့လေအဲ့တော့ဒီမှာဖွဲ့ထားပြီးသားအသင်းတွေနဲ့ချိန်လိုက်တဲ့ခါကျတော့ဘလို့နေလူကရာပြီးသားဖြစ်သွားမှာအဲ့ဒီမှာဖွဲ့ပြီးသားအသင်းတွေကိုပြောပြီးလို့အဆင်ပြေပြီဆိုတာနဲ့တခြားအဲ့လိုတယောက်စီကန်ကျင်တဲ့သူတွေကိုကြတော့ဂရုသက်ဖွဲ့ပြီးတော့ဘယ်ရက်မှာရှိရဆိုပြီးပြန်ပြီးကြီးညာပြီးတော့ချိန်ပွဲလေးလုပ်ပြီး